Hello ဒီနေ့ကစိတ်ခန္ဓာချက်ကတယောက်တည်းဘာလို့လုံငါတယောက်တည်းဆိုတဲ့ခန္ဓာခြင်းမျိုးနဲ့လည်းဗန်းနဲ့တလို့ဖြစ်နေတာနဲ့နောက်ဆုံးစာအုပ်ဖတ်ဖို့စိတ်ကူးလာပေါ့နော်နဲ့အကုန်လုံးကိုလည်းစာပိုက်ပြီးနှစ်ပိုက်လောက်ဖတ်ပြခြင်းနဲ့ဘာပဲလို့လုံငါတယောက်တည်းဘယ်သူမှလည်းအခုမဲ့လို့မရှိဘူးငါပြင်းနာမှာအကြံပေးမဲ့လူလည်းဘယ်သူမှမရှိဘူးဆိုပြီးတော့ခံစားရတဲ့လူလားဒီဗီဒီယိုလေးကိုနားထောင်ကြည့်ပြီးတော့မှခဏပြည့်အဆင်ပြေသွားပြီးတော့ပြန်အားတင်နိုင်လိမ့်မယ်လို့ထင်ပါတယ်ဒါကတော့ဒီစာအုပ်လေးကတော့စာရေးဆရာတော့ခွန်းတောက်ထားမျိုးတော့မရှိသေးဘူးဘာလို့လဲဆိုတော့ဒါတအုပ်လုံးဖတ်ပြမှာတော့မဟုတ်ဘူးသဘောကျတဲ့အပိုင်းလေးကိုပဲဖတ်ပြမှာဖြစ်တဲ့အတွက်စာရေးဆရာတွေ့ရင်လည်းဒီနေရာနေပဲဒီစာအုပ်လေးဖတ်ပြတာကိုခွင့်တောင်းချင်ပါတယ်အဲ့ဒါကတော့ဆရာယူနွယ်လင်းရဲ့ကိုဖမကိုလူပါဆိုတဲ့စာအုပ်လေးတဲကသူကခေါင်းစဉ်ခွဲလေးအများကြီးပါတယ်အဲ့ထက်ကနေမှနှစ်ပုဒ်လောက်ကိုဖတ်ပြမယ်နော်သူကကြတော့ပထမတစ်ပုဒ်ကကြတော့ကိုတီတာကိုဘဝရဲ့ဆက်ဆောင်ပါတဲ့ကျမငယ်စဉ်နဲ့ကလူကြီးတွေရှာမှာကြားရလေရှိတဲ့စကားပါပဲကျမဟာ princess ယူနေတာကျမဟာဒူဘကောင်းတိတ်ဆန်တာစသဖြင့်ပေါ့လေလူတယောက်ကလေးတယောက်အပေါ်မဲ့တောင်အပေါ်ရန်ကြည့်ပြီးတော့ဝေဖန်တက်ကြတဲ့လူမှုပတ်ဝန်းကျင်ကြားမှာကျမကြည့်ပြပါတယ်လူတွေရဲ့အမြင်ကို view site တက်ဖို့သင်ခံရတယ်အမိန့်တွေကိုနာခံတတ်ဖို့ဖိအားပေးခံရတယ်ဘာနေဟုတ်ကဲ့တာပြောဖို့လည်းဆုံးမခံရတာပါပဲဒါပေမဲ့ကျမအတွက်ကတော့ကျမကသာကျမဆန္ဒရဲ့ဆက်ဆောင်မှုလားဒါကြောင့်လဲရှင်ထဲကပြောတဲ့ဆန္ဒနဲ့အတန်ကိုသာကျမကနားဆွင့်တော့တာပေါ့ဒါနဲ့ပဲအတိတ်ပဲမရှိတဲ့ကိစ္စတွေခံရတဲ့အခါနိုးလို့ပြောတတ်လာတယ်ဖြည့်ရှင်းချက်မပေးဘဲနာခံခိုင်းတဲ့အရာတွေကိုအလိုလိုပယ်ချတတ်လာတယ်ကိုလေးစားလို့တောင်မရတဲ့လူကြီးမျိုးတွေဆိုစကားတောင်ပြောမနေတော့ပဲရှောင်းထွက်လာတဲ့အထိပေါ့ဆိုတော့လူကြီးတွေမျက်လုံးနဲ့ပဲကြားတော့ကျမကတိတ်ကိုဆိုးတာပဲသို့တော်ညာကျိုးတင်ကြောင်းတင်တဲ့အရာမျိုးတွေကျမအထင်ကြီးလေးစားပြီးယုံကြည်လို့ရတဲ့ person တွေပြောင်းလဲဖို့ခိုင်လုံမှန်ကန်တဲ့အကျင့်စိုးမျိုးတွေကြပြန်တော့လဲဆိုးပါတယ်ဆိုတဲ့ယူနယ်လေးဟာနားထောင်လိုက်နာခံတတ်ခဲ့တာပါပဲခြုံပြောရရင်ကလေးယူနယ်လေးဟာဘယ်လိုຢာတွေကို yes လို့ပြောရပြီးဘယ်လိုຢာမျိုးတွေကိုတော့ no ရဲပြောနိုင်ရမယ်ဆိုတာကိုတေးသေးချာချာသိခဲ့ပုံပေါ်ရဲ့ဘေးလူတွေရဲ့အမြင်ကို view ဆိုင်တက်ခဲ့ပဲပေါ့လေဆိုတော့ရှင်တို့ရောရှင်တို့ဘဝမှာဘသူကဆက်ဆောင်ပါလို့ရှင်တို့ရဲ့မိဘတွေလားရှင်တို့ရဲ့ရေးစားလားရှင်တို့ရဲ့မန်တာတွေဒါမှမဟုတ်ရင်အတင်းပြောတတ်တဲ့ပတ်ဝန်းကျင်ကလူတွေများလားတစိတ်ကျမမိကုန်းကိုဖြည့်ကြည့်စေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကိုမဟုတ်တဲ့တခြားသူတယောက်ကိုကိုဘဝရဲ့ဆက်ဆောင်ပေးလုံးမိတဲ့အခါကျမတို့ဟာဆက်ရန်အစင်မျိုးအလိုလိုဆင်သွားရတတ်ပါတယ်။အရာရာကိုသဘောထက်သူများသဘောနောက်လိုက်ကောင်းရင်တတ်တာဘာအတွက်များလဲပေါ့။အကောင်းမြင်ခံချင်တာလားအချစ်ခံချင်လို့လားအာနာနေရလားဒါမှမဟုတ်ပြန်မငြင်းရတာမျိုးလားဒီຢာတွေကတခုမဟုတ်တခုဖြစ်နိုင်တယ်လို့ဒီချက်တွေအားလုံးလိုဖြစ်နေတာမျိုးလည်းဖြစ်နိုင်တာပဲဒီတို့ဆိုစေကောင်းမှုရလက်ကတော့သူတို့ဟာရှင်တို့ဘဝစီမယ်ဆက်ဆောင်လာလို့တဲ့အခါတိုင်းမှာရှင်တို့ဟာကိုယ်စားလှမ်းနေမှာတောင်အေးမပါလဲဆက်ဖို့နေရမှာတောင်ကပြန်နေရတော့မှကိုသတိပြုစေချင်ပါတယ်ဒီလိုနဲ့ဆက်ရန်ကြည့်လို့ရတာကြားလာတော့ main character ကဘဝကနေ victim ခံရသူအခြေအနေမျိုးရောက်သွားပါလေရောငါပဲနဲ့နာခံနေရတယ်ငါ့ကိုကြတော့ဘသူကမှနားမလဲပေးဘူးငါများဆိုဘသူကမှဥစားမပေးချဘူးငါစီမှာမှဘာလို့ဒါတွေလာဖြစ်နေတာပါလဲစသဖြင့်ပေါ့လေကိုမတရားခံသူနေရာကနေခံစားပြီးတလောကလုံးစီကနေအနိုင်ကျင့်ခံနေရပါတယ်ဆိုတဲ့ mindset မျိုးဖြစ်လာရတာမို့လားဆိုပါတော့ကျမမှာတကယ်ချင်းတယောက်ရှိတယ်သူကဘယ်တော့မှဆိုအဖွဲရဲမဲ့သူဆန္ဒထက်အများဆန္ဒကိုပဲလိုက်ရောရင်ကသူ့ဟာနဲ့သူပီတိတွေဖြာပြီးကျင်းနေနေတာမျိုးပဲကျမတို့ဟန်ကောက်လို့တိုင်းမှာလဲနေပါစားမလဲမင်းရင်နင်တို့သဘောနေပါရုပ်ရှင်ကြည့်ချင်တာလဲနေတော့လဲနင်တို့သဘောဆိုတာမျိုးမို့လားကြာလာတော့ကျမတို့အတွက်သူဆန္ဒဟာအရေးပါမလားတော့ပဲကျန်တဲ့သူတွေလှုပ်ချင်တာဖြစ်ချင်တာတွေကြီးတာဥစားပေးလာရတဲ့အခါတည့်ရကြတော့သူပောက်ကွဲတော့တာပဲသူကကျမတို့ကိုပြောတယ်အရာရာဟာနင်တို့သဘောကြီးပဲနင်တို့ငါဘာစားစာကြိုက်တယ်ဆိုတာတောင်သိချရလားပေါ့လေဆိုတော့ကျမက I mean well you never tell လို့ဒါပြောနိုင်တော့တာတဲ့ကျမမိကုန်းကwhy did you always say yes even thought you aren't actually okay ဆိုတာပါပဲတဲ့ကျမပြောချင်တာကဘ
ဘသူကမှရှင်တို့ကိုယ်တိုင်ခွင့်မပြုပဲကိုယ်စားလိုက်နဲ့ဆက်ဆောင်လာလို့မရအောင်လေအချက်ခံချင်တာအကောင်းမြင်ခံချင်တာဒါတွေအတွက်တခြားနည်းလမ်းတွေရှိသားတယ်ကိုကအနစ်နာခံပေးလိုက်မှကိုကနိုးပြောချင်တဲ့နဲ့က yes ပြောကိုပြောမှလူကောင်းလို့တတ်တတ်ခံရခြင်းဆိုတာမျိုးဟာတဘာဝမှမကြတာလေနောက်တစ်ခုကိုကိုတနေရာမှာလာကောင်းပေးထားပြီးနောက်တနေရာမှာကြာသူတို့စိတ်ကြိုက်ဆက်ဆောင်နေတာကနေလာကပြချင်တဲ့သူမျိုးတွေပေါ့ဥပမာတချို့သောအတ္တကြီးတဲ့မိဘဆရာမအလုပ်ရှင်တဲ့တချို့တငယ်ချင်းတွေပေါ့လေဒီလူတွေဟာ boundary ဆိုတာဘယ်လိုဟာမျိုးမှမသိတဲ့အခါရှင်တို့ဟာမိမိကိုယ်ကိုကာကွယ်တတ်ဖို့လူစီဆွဲပေးခဲ့ရမယ်ဒါကြောင့်ကိုယ့်ပေါ်ကောင်းပေးရင်သူ့ပေါ်ပြန်ကောင်းပေးတဲ့အစ်စ်မှာရပ်ပါကိုယ့်ကိုလာစော်ကောင်းခွင့်မပြုပါနဲ့ကိုယ့်အပေါ်ကျေးဇူးရှိရင်ကျေးဇူးတရားကိုအသိမှတ်ပြုလေးစားတတ်ရအောင်ပါတင်ရပ်ပါကိုယ်စီဘယ်တော့မဆိုလာအမျက်ထုတ်ခွင့်မပြုပါနဲ့ကိုယ့်အပေါ်ကူညီပေးဘူးရင်ကိုယ့်ဘက်ကပြန်လုပ်ပေးနိုင်တာတေချာတဲ့ကိစ္စမျိုးကြမှာကူညီစောင့်ရှောက်ပေးတဲ့အခြေအနေတွေရပ်ပါအလကားနေရင်ကိစ္စတိုင်းကိုအနစ်နာခံဖို့တွန်းအားပေးမခံပါနဲ့ because this is what we call the boundaries right တခါကိုဟာဆက်ရန်ဆိုနောက်တစ်ခါလဲကိုဟာဆက်ရန်မယ်တခါသူတို့ကိုဆက်ဆောင်ပေးလို့ရင်နောက်တစ်ခါလေးလဲသူတို့ကိုရှင်တို့ဟာဆက်ဆောင်ပေးလို့နေရအောင်ပါပဲတကယ်ကကိုဘဝကိုဆက်ဆောင်နေရကနေသာရှင်တတ်တဲ့ချင်းအမှုကိုဒုကောင်းသိဆန္ဒဆိုတာမျိုးလူတွေဟာမစင်မချင်းဝေဖန်ကြအောင်တော့ရှင်တို့ဟာဘသူ့ကိုမှထိခိုက်နာကြအောင်သွားမလုပ်နေတဲ့အဆင်ပြေတယ်မဟုတ်ရင်ရှင်တို့ကအမြင်ဘာလို့ငါပဲလဲဆိုတဲ့ဒီထင်ရိုးကနေငုံပြချင်သေးလို့လားပေါ့လေလောကမှာကိစ္စတိုင်းဟာအဖြူနဲ့အမဲနှစ်မျိုးပဲရှိတာမှမဟုတ်ပဲအဖြူနဲ့အမဲချာမှာတစ်ခါတလေ gray zone ဆိုတာရှိတယ်တနည်းအားဖြင့်တော့ natural state ဆိုတော့ဥပမာ you are nice and you are bad ချာမှာဆို you are not nice but you are also not bad ဆိုတဲ့ natural အဆင့်ရှိသေးတယ်လောကကြီးကတော့လူတွေပေါ်ကောင်းပေးချဖို့တင်ပေးချမှာပဲဒါကသူ့လုံးမလားရှင်တို့အလုပ်ကတော့ကိုယ့်ဘောကိုအရင်ကောင်းရမယ်အဆင့်အရင်လာရမှာတော့ဒီကနေမှတစ်ဆင့်ရှင်တို့အတွက်အဆင့်ပြေတာတေချာမှသူတစ်ပါးပေါ်ကောင်းပေးနိုင်တဲ့ step စီရောက်ရမှာပါပဲဒါကကြပြချင်နေရကနေကိုချင်းအနဲ့နာခံကောင်းပေးရတာမျိုးမဟုတ်တဲ့ကိုယ်တိုင်ကကျင်းနဲ့ပြီးမှလာတဲ့လိုက်ရောမှုတစ်ခုဖြစ်လို့သူက healthy ဖြစ်တယ်ဒါဆိုကိုယ့်ဘဝမှာကို main character ဖြစ်ဖို့ဘယ်ကနေစကျင်ကြမလဲ yes or no ပြတ်သားမှုရှိပါကိုယ့်ဘက်ကမလုပ်ချင်တာမလိုက်ရောချင်တာမကူညီနိုင်တာလက်မခံချင်တာမလိုချင်တာဘာမဆိုညင်းဖို့တေချာရင်ပြတ်သား no ပြောပါဥပမာကိုကပြေးရမှာချင်တာသူကဝိုင်လာတိုက်နေတာဆို no ပါကိုကအလိုက်ရမှာနားနေချင်တာသူကအပြင်ထွက်ဖို့လာခေါ်နေတာဆိုလဲ no ပါကိုကအကူညီမပေးနိုင်တာကိုသူကတနာအောင်လောင်းကိုပြနေတာဆိုရင်လဲ no ပြောကိုပြောရမှာပါမိဘဖြစ်နေစေအောင်တော့ချစ်သူတော့မဟုတ်တကယ်ချင်းဖြစ်နေအောင်တော့တကယ်လို့များရှင်တို့အတွက် yes မပြောချင်တာတေးကြရင် you have to definitely say no ဆိုပါတော့လေအလားတူပဲ yes ပြောချင်တာတေးကြနေသေးရလဲ no မပြောရဘူးပဲဥမာတကယ်ချင်းကဟဲ့နင်းစားနေပြီလားတခုခုစားကြမလားဆိုစားချင်တာတေးကြ yes ပါကိုကြိုးစားကြည့်ချင်တဲ့အခွင့်အရေးမျိုးရတဲ့အခါကောင်းကျင်ချင်တာတေးကြရင်လူတွေအမြင်ကြီးမဆိုင်ပဲ yes ပါကိုဘက်ကအကူညီလိုချင်တစ်ဖက်သားကကူညီဖို့လာကမ်းလိုက်တဲ့အခါမျိုးတွေမှာကိုလက်ခံချင်တာတေးကြရင်လည်းရှင်တို့ဟာ yes ပြောဖို့ပြောရမှာပါပဲဆိုလိုတာကကျမကရှင်တို့ကိုဆန္ဒကိုနားထောင်ဖို့တတိပေးတာဒါကိုလိုက်နာကျင့်ရမှာကရှင်တို့အပိုင်းမို့လားနောက်တစ်ချက်က boundaries တေချာထားပါမိဘနဲ့တာသမီကြားဆရာနဲ့တပည့်ကြားတငယ်အချင်းချင်းတို့မဟုတ်သမီးရေးစားချင်းအလုပ်ရှင်နဲ့အလုပ်သမားကျေးဇူးရှင်နဲ့ကျေးဇူးခံမိမိကိုယ်ကိုယ်နဲ့ပတ်ဝန်းကျင်အလုပ်စားတဲ့ဖြင့်ဆက်ဆံရေးတိုင်းမှာစီးဟာတိတ်လို့လာပါပဲကိုယ့်ဘက်ကသွားမကြော်ရမယ်စီသူ့ဘက်ကနေလာကြော်လို့မရမယ်စီစတဲ့ပေါ့လေကိုယ့်ဘဝဆုံးဖြတ်ချက်အသေးဖွဲ့ဖြစ်စေကိုယ့်ရဲ့ကိုယ်ရာကိစ္စတွေမှာဖြစ်စေကိုယ့်ရဲ့ခံယူချက်နဲ့ဒီမှန်ချက်အိမ်မက်တွေဖြစ်စေကိုယ့်ရဲ့တနေ့တာ routine တွေထိတိုင်အောင်ကိုယ့်ဘက်ကနေမကြော်စေခြင်းနဲ့စီးရရှိရင်စီးဟဲပေါဟဲတခြားချပြပြီးတော့လူတိုင်းကိုပြတတ်ပေးတည်ထည့်ရပါမယ် don't cross that line ဆိုတာမျိုးပေါ့လေငါဒါမျိုးပြောလိုက်ရင်ငါ့ကိုအရင်လိုချစ်ပါတော့မလားငါ့ကိုတမျိုးမြင်သွားမလားဆိုတာမျိုးတွေလဲစချင်းနဲ့ခံစားရကြမှာပဲအဆမို့လားဘူးလဲပူချင်စရာဟုတ်ကျမတို့ဟာကိုချစ်တဲ့သူတွေများဆိုလိုက်ပြီးတော့အလျှော်ပေးဆက်ဆံမှုတွေမှာဒါအခြေပြုပြီးတိဆောက်လို့ရှိတာမို့လားဒါပေမဲ့ကိုဟာဆက်ဆောင်ဖြစ်ချင်တာအသေးချရင် branded person ဖြစ်ဖို့ဆုံးဖြတ်ထားရင်တော့ကိုယ့်ဘက်ကနေထားရှိဖို့ထိုက်တန်တဲ့စီးတွေတတ်မှတ်ရပါမယ်ဥပမာကျမကိုဆိုတငယ်ချင်းပဲရေးစားကမှချင်းထားတဲ့နေမှာအကြောင်းပြချက်ခိုင်လုံးမှုမရှိပဲ
last minute မှာ cancel လုပ်ခြင်းမရှိတာမျိုးကျမဘဝနဲ့ဆိုင်တဲ့ရွေးချယ်မှုတွေဆိုရင်ကျမမိဘဟာဘယ်တော့အခါမှကိုစားဝင်ဆုံးဖြတ်မှုပြုလို့မရှိတာမျိုးစသဖြင့်ကျမဆွဲထားတဲ့စီကိုပတ်ဝန်းကျင်ကလူတိုင်းကမဖြစ်မနေလေးစားလာရသည့်အထီတော့ကျမကစိတ်ခံခဲ့ရတာပေါ့နောက်ထပ်သိထားတဲ့အချက်လူတိုင်းကို attention မပေးပါနဲ့ toxic ဖြစ်တဲ့အတိုင်းဝိုင်းစီကလူတွေအရေးမပါတဲ့ကိစ္စတွေနဲ့ပဲအချိန်ကုန်နေတဲ့သူတွေအတင်းပြောရတာပဲကြိုက်တဲ့သူတွေစိတ်ပုတ်သူစီးမရှိသူရိုင်းဆိုင်သူကိုမြေတိကိုအတွက်အရေးမပါတဲ့သူမှန်သမျှ attention မပေးမိပါစေနဲ့ because it does mean you are giving your power to them ကိုက main character မို့လားဘာကြောင့်လဲကိုဘဝကိုဆက်လာမယ် villain တွေဖျက်လျှောက်တွေဇက်ဖို့ဆက်ရံတွေကိုအေးဆိုင်နေလို့ငါ့ကိုသူကဘာပြောတာငါ့ကိုသူကဘယ်လိုမြင်တာငါ့ကိုသူကဘယ်လိုမနာလို့လား oh stop it okay မှတ်ထားရမှာက branded person တွေက drama တွေစီမှာအချိန်မဖြုံးပါရှင်တို့ရဲ့တနေ့တာအချိန်နဲ့ခွန်အားဟာကန့်သက်ချက်နဲ့ရှိတာမဟုတ်လားဒါကိုသူလိုလူတွေအတွက်ဇလန်တပုတ်သေးတန်းရိုက်ပေးခြင်းတည်းရင်တော့ရှင်တို့ညံ့တာပေါ့ကျမကတော့အချိန်တိုင်းလူလိုမှာကျမရဲ့ attention ဟာကျမစီနဲ့သာရှိတာပါပဲကျမရဲ့တနေ့တာရည်ရွယ်ချက်ဟာ I'm gonna put myself first ဆိုတာကနေဒါအရင်စပါတယ်ပြောပါတယ်ကျမဒီကကျမဘဝရဲ့ဆက်ဆောင်မလို့လေဆိုတော့ရှင်တို့ရောကဲကိုဘဝကိုဆက်ဆောင်နေရကနေဒါရှင်တန်မှုစင်တယ်လားဒါကဆရာမယူနေလင်းရဲ့စာအုပ်ထဲကကိုကမကိုလူပါဆိုတဲ့စာအုပ်ထဲကကောင်းစင်ပြလေးတစ်ခုပေါ့နော်ညာတော့အဖြစ်တော့ကျမတို့တွေကကိုယ်တိုင်ထက်ကျမကိုယ်တိုင်ကအစပတ်ဝန်းကျင်ရဲ့အမြင်ကို attention အရင်ပေးတယ်အားဆိုတော့ကိုလှုပ်ချင်တာပါလဲဆိုတာကိုပျောက်ဆုံးပြီးတော့မှသူတို့မမြင်ရင်စေမဲ့အရာကိုလုပ်နေတဲ့အချိန်မျိုးတွေအရင်များတယ်အဲ့ဆိုကြာလာတော့ဆွမ်းနာစာရဲရလို့ပဲငါကကြည့်ပဲနားလေးပေးနေရတာငါကကြည့်ပဲသိခံပေးလာရတာဆိုတဲ့အတွေ့အမျိုးဝင်တယ်တကယ်တော့ဒါကကိုယ်တိုင်လုပ်နေရကွာသိလားသူများကလည်းအတင်းဒါနဲ့သိခံလိုက်ဒါနဲ့ငါနဲ့နာခံပေးလိုက်ဆိုတာမျိုးလားပြောချင်မှပြောနေတယ်ဒါပေမဲ့ကိုယ်တိုင်ကကိုပဲသူတို့မကောင်းမြင်မှဆိုလို့သူတို့ကိုယ်ပေါ်ညိုရင်သွားမှဆိုလို့ဆိုတဲ့အတွေ့နဲ့သူတို့ပြောသမျှကိုဟုတ်အင်းမအဲ့လိုမျိုးလက်ခံပေးနေတာမျိုးတွေရှိတာပေါ့လေအဲ့လိုမျိုးတွေမလုပ်ဖ ೇನೆ ကိုလှုပ်ချင်တာကဘာလဲပြပြတတတိတိကျကျတိတိချာချာသိပြီးတော့မှသူတို့ငါတော့ဒါလှုပ်ချင်တာအဲ့လိုမျိုးပုံပေါ်လန်းလန်းနဲ့ရဲစော်တို့တိတိကျကျပြောနိုင်တဲ့လူမျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့ဒါစောနာပြောတယ်လို့ငါကကြည့်ပဲနေနာခံပေးရတာဆိုတဲ့လူမျိုးတွေမဝင်တော့ဘဲနဲ့ကိုကိုတိုင်းရဲ့ဘဝမှာလည်းရင်းရင်ပြန်သားပြီးတော့တည်ငြိမ်တဲ့သူတွေဖြစ်မယ်လို့တော့ကျမကတော့ထင်ပါတယ်ဒါဒီနေ့ကပထမဆုံးပြောသလိုပဲတယောက်တည်းဖြစ်နေတော့ဘာလို့မှမသိတာနဲ့စာအုပ်လေးဖတ်ပြပြီးဗီဒီယိုရိုက်လိုက်တာပါဗီဒီယိုလေးကဗီဒီယိုကတော့အခုမှစရိုက်တာဆိုတော့ကြတော့နောက်ထပ်ဗီဒီယိုလေးတွေလည်းထပ်ရိုက်ဖို့ရှိပါသေးတယ်ကျေးဇူးတင်ပါတယ်